မင်းပိုးလေးလားတိုးလေးလားတေချာကွဲအောင်ပြောဟေးပူရဒီတော့နားထဲမှာကြားလိုက်တာမိတ်ကပ်နဲ့တငယ်ချင်းတွေရောငါများသူတို့ငါမိတ်ကပ်ဆက်ဖြစ်သွားပြီလားဆိုပြီးတော့ကိုအရင်ကိုတမျိုးကြီးဇက်ကားတွေက main character တွေပြောတာ main cut โอเค sorry main cut yeah ဘသူဖြစ်နေနေတာကျွန်တော်အဲ့နေ့ကပြန်မပြောရုံပတ်နေတော့ကားပတ်စည်းနေရတယ်မမီတော့အဲ့နေ့ကမလာလဲရအောင်အဲ့တော့ဒီနေ့မှကြည့်ရအောင်ထွေလာနဲ့ပို့စာပဲကြည့်ရတယ်ဒါပေမဲ့ဟိုအစောကြီးတွေကလည်းနည်းနည်းတော့ကြိုတိတာသူရမ်းချစ်ထားတယ်ဆိုတဲ့အကြောင်းကြိုတိထွေလာကြည့်ပြီးဇက်ကားလေးကိုမှတ်မိပါဦးသူကရောက်ကလေးကကောင်လေးတော့ကောင်လို့ရောက်ကလေးကကောင်လေးကရောက်ကလေးကကောင်မလေးကိုသွားကြိုက်ပြီးတော့ဖွင့်ကြောင်းတာအဲ့ဒီမှာအကြိုက်ဆုံးကတော့သူ့စပင်ပဲဟမ်ဆိုမိရတာဂုံတရာပေါ့လားအဲ့မှာဟုတ်တယ်လေမိရတာတန်တန်းရဲ့ဂုံတရာရှိတယ်အဲ့မှာအဲ့ဒါဒရိုက်တာစပင်လည်းမဖိခိုင်းမိတ်ကလည်းမလိန်ခိုင်းဘူးတော်တော်အဆင်မပြေပဲတမဒါပေမဲ့ကာရီတာဝင်အောင်လို့ဆိုလုံးဝစပင်တွေကလို့ခေါင်းလျှော့ပြီးကာတာလို့အရှိမလက်ကွဲစပင်တွေကတအားများတော့လေလူမွေးဘလူတောင်ဖြစ်နေတယ်နော်အဲ့ကြီးကိုကြိုက်တာပါစပင်သားဟိုမရှိတာနှခိုင်းဟိုးစိမ်မူကြောအများကြီးပဲဟုတ်တယ်ဘယ်တော့မေးလို့ဘယ်လိုမေးလို့လဲကိုတိုင်းမတော့မေးလို့လေဟုတ်လေလက်ကွဲလေးကိုသဘောကျနေတာအဲ့ဒါဘုတို့ချွတ်လိုက်ပါနော်ချွတ်လိုက်စောက်ကြည့်တော့အဲ့ဒီခဲတော့ကလည်းဘယ်သူလာထားရလဲဘယ်သူပဲထားရနေပါတဲ့ဒါဇက်သဘောရကောင်းမလေးကိုကာကွယ်ပေးမှာခလုတ်တိုက်တဲ့ဂဲလုံးတော်မှာ तू ကအရှင်းမထားဘူးအဲ့လိုလားအစအဲ့လိုပဲအစအဲ့လိုပဲဂဲလုံးငကိုတွေကရှင်းနေတာမဟုတ်ပါဘူး तू အထားမထားဘူးဂဲလုံးတော်ထားမထားဘူးကောင်မလေးအတွက်ယောက်ျားလေးတွေကအစအဲ့လိုပါပဲတပတ်လောက်ကြာပါပြောင်းအစကျွန်တော်အစရောအဆုံးကဒီလိုပဲချစ်တတ်တယ်ကျွန်တော်တို့ကရမ်းချစ်တာတကယ်အဲ့တော့အားပေးဝင်တဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ကိုevery level နဲ့ကျေးဇူးများတင်ပါတယ်တကယ်ဒီနိုင်ငံခြားကနေပြီးတော့ကိုလေးရဲ့ဆက်ကြည့်လို့လား Oh my god ပေါ့လေကြီးပိုစတာမှာကြီးဗျာအဝင်းကတကယ်ပို့သူတကယ်ချီရွှွန်းလက်မြဝန်းလေးနဲ့ကြည်နေတာဒါပေမဲ့အဲ့နေရာမှာကျွန်တော်ကငါသာဖြစ်လိုက်ရင်ငါဘယ်လိုကြည့်မလဲပေါ့နော်သူ့နေရာမှာဆိုငါဘယ်လိုကြည့်မလဲဆိုတဲ့အချိန်မှာဘာပဲကိုသေးရတော်ကိုသေးရတော်အရင်မြင့်နေတယ်အောက်ကဘူးကြည့်အေးအဲ့လိုထားဟုတ်လေကောင်းတယ်တက်ရှိပါဦးအမေတက်မကြည့်ဘူးအဲ့လိုမကြည့်ဒီမှာလေလို့ခိုးကြည့်တယ်ဒါပေမဲ့အကြည့်မှာနည်းနည်းရမတ်တော့နည်းနည်းပါသွားဟေးဖုန်းရှောင်းမကန်တခြားရထွက်ကောင်ဇုံးချေပြီဇုံးချေဇုံးမချဲနဲ့ဟိုမှာစကရချောက်ရိုက်ကုန်မင်းပိုးလေးလားတိုးလေးလားတေချာကွဲအောင်ပြောပူရကြည့်လေပြောလေရမ်းမေးရပြောလို့လေဒီမှမကြည့်ရသေးလို့မပြောอ่ะတော့ပေါက်ပိတ်တာတယ်ပေါက်ပိတ်တာတယ်မင်းနဲ့ထွားတော့အင်တာဗျူးဖြစ်လို့မင်းနဲ့အောက်နဲ့ထိန်းနေရတာဟုတ်တယ်သူထိန်းနေတာဒီချစ်သူစီကရုပ်ရှင်ကားကြီးထဲမှာတိုင်ရွန်တာဝန်ကြီးပါတယ်ဒီထဲမှာပါတယ်ဒိတ်မပြောနဲ့နော်ဇောချွေးတွေပြန်နေတယ်ဟိုတော့ကူလို့ပါမင်းခန့်ကာရီတာကိုပြည်ပြဆုံးတဲ့တယောက်ဆောင်သွားနိုင်ပါတယ်ဒီဘေးကကြည့်ရတဲ့ကျွန်တော်တို့လည်းဇလန်အစာပိုင်းကိုကကြည့်နေနဲ့အလဲလောက်ရောက်တဲ့အချိန်မှာကိုကိုတိုင်းစီးပြောသွားပြီးတော့ပြီးတော့ပြီးမှမသိဘူးဖြစ်သွားတာပေါ့နော်ဒီတူအဲ့ဒီကပ်ပရှိုးတူကြည့်တဲ့နေတော့ဆိုတခြားဘေးနာအပရိသတ်တွေအကုန်လုံးဆိုစောင့်ကြိုက်ပြီးတော့တကယ်ကြည့်ရအဲ့လိုရိုးတဲ့ကားလေးပေါ့ချွတ်လေးပေါ့ကိုတင်းကတော့ဒီနေ့ကတော့ပိုက်ပဲကြိုက်ရတော့ကျွန်တော်ဒီတိုင်းပဲကြည့်နေတာပေါ့သူကလက်သေးကြိုက်ဒါကြည့်အားပေးဖို့ဖိတ်ခေါ်ကြပါတယ်အားလုံးပဲလာကြောက်ပေါ်တော့ဝယ်စားတော့မယ်ကျွန်တော်ဒီကျေးဇူးဆေးရုပ်ရှင်ကားကြီးကအခုလာမဲ့တောက်ကြနေ18ရက်နေ့နိုဝင်ဘာလ14ရက်နေ့14ရက်နေ့ကြာလို့ချင်းတိုင်းပြည်လုံးရုံတင်ပါပြီကျွန်တော်တို့ကျေးဇူးဆေးရုပ်ရှင်ကားနဲ့တူတစ်ဖက်မှာဆိုလို့ချင်းလည်းအေဂျင့်မောင်ရဲ့ရတဲ့ဘက်ကကားလုံးကိုလာရောက်ကြည့်ရှုဝင်အားပေးဖို့ဒီနေ့ကနေဖိတ်ခေါ်လိုက်ပါတယ်ညာအားလုံးကျေးဇူးများတင်ပါတယ်ဗျာမဟုတ်ဟိုဒီနေ့ကသပင်ဟိုလုတ်ပေးလိုက်တဲ့မမီးကဘာညာစတိုင်လေးနဲ့နေသလိုကိုကမဟုတ်ပဲလေးနဲ့နေသေးတယ်ကိုကကိုဒီသပင်ကအနောက်မှာခတ်လိုက်မှာနော်ခတ်လိုက်အချိုလေးထိုင်းကုန်းမှာထိုင်တော့အချိုလေးရှိနေတော့ဒီလိုဓာတ်ရတော့လုံးမီလို့မရနေ့လေလောက်တည်းကဖြီးရတာကမောင်းနေနောက်လည်းမီလို့မရစက်တီတောင်နာလေးမီလို့လည်းမရလဲလို့လည်းမရနဲ့အင်ဂျင်ချုပ်လို့ရှိရင်လည်း3ယောက်လောက်ဝိုင်းဖြဲပြီးတော့အချုံနေထိခိုက်မှာဆိုလို့ခတ်လိုက်မှာနော်ခတ်လိုက်မှာသိတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်